ထားခဲ့တဲ့မွေးကင်းစကလေးလေးကစွန်တကောင်ကသားတစ်အမှန်နဲ့လာပြီးတော့ချီအဲ့ဒါနဲ့မနဲ့မိုးလင်းတဲ့အခါကျတော့အားလဲထိုင်းလျောက်လေးရှိလာပြီဆိုတော့မှယောက်ျားကိုလိုက်ရှာယောက်ျားတိတ်ဝေးတာမဟုတ်သူနဲ့နော်ခြုံတစ်ခုရဲ့အနာမှာပဲလဲပြီးတော့သေဆုံးနေတာကိုတွေ့ရတယ်အဲ့ဒါနဲ့ဘာလုပ်တုံဆိုတော့သူ့မှာအားကိုးရလည်းမရှိတော့ဘူးဆိုတော့မျက်ရည်ရှူရွှဲတဲ့မျက်နှာနဲ့မိဘတွေသွားမယ်ဆိုတော့သွားမိဘတွေသွားတဲ့အခါကျတော့နော်အရင်နေ့ကမိုးကတီးထန်စွာရွာထားတော့ဒီတောင်ကြချောင်းလေးကိုသူတို့ဖြတ်ရမယ်ဟုတ်လားအဲ့ဒီတောင်ကြချောင်းကိုဖြတ်ရမယ်ဆိုတော့အရင်ကြီးနဲ့တာတော့မဟုတ်ဘူးဒါပေမဲ့နော်ရေကနော်ခစောင်းလောက်တော့တန်စီးနေတော့အခုမှမိဘွားပြေးကြတာသွေးတို့သားတို့ဒီကလေး2ယောက်လုံးကိုတော့သူယူပြီးတော့ဟိုဘက်ကန်းကိုရောက်အောင်မသွားနိုင်တော့တာအကြီးလေးကိုနားစကားလေးနားမလဲတလေအရွယ်လေးပဲအဲ့ဒါတာဒီနာနေရဲ့နောက်တစ်ခေါက်အမေလာခေါ်မယ်ဒီကလေးလေးကိုအရင်ပို့လိုက်အောင်မယ်ဆိုပြီးတော့အဲ့ဒီချောင်းရည်လေးတဲ့ခါးဆောင်လောက်ရှိတဲ့ချောင်းရည်လေးဖြတ်သွားပြီးတော့ဟိုဘက်ကန်းကိုသူပို့အဲ့ဒါဟိုဘက်ကန်းကိုကလေးကိုတခါတည်းတိတ်ရွက်ကလေးတွေပါလေးတွေခူးပြီးတော့သာချထားခဲ့တိတ်ထားခဲ့ပြီးတော့ရေတံတွေကလည်းစူးနေတယ်ဒီကလေးကိုသူစိတ်မချဘူးနော်ဟိုအကြီးလေးသွားပြီးတော့ခေါ်ရမယ်စိတ်မချတော့လည်းပဲသွားခေါ်ရအောင်မယ်ဆိုတော့လှဲကြည့်နဲ့ဒီချောင်းထဲကိုပြန်ဆင်းတယ်အဲ့ဒီတဝက်လောက်အရောက်မှာပဲသူစိတ်မချတဲ့အတိုင်းပဲထားခဲ့တဲ့မွေးကင်းစကလေးလေးကစွန်တကောင်ကသားတစ်အမှန်နဲ့လာပြီးတော့ချီတယ်ဟောဘယင်ကအဲ့ဒီတည့်ဒီဟူသောအချောင်းကြောင့်စစ်အင်္ဂါ၄ပါးနဲ့အဲ့ဒီတည့်ပင်ရှာပုံတော့မြစ်ဖက်မှာကြာနေတဲ့အကိုင်းကအသီးတွေအကုန်လုံးကိုဖျက်ဆီးခိုင်းတယ်နုလေးတွေကအကုန်ဆွတ်ပြစ်အရွက်အပွင့်တွေကဆွတ်ပြစ်အသီးဖြစ်မှမြင်လဲဆွတ်ပြစ်အကိုင်းတွေလည်းချိုးအဲ့ဒီမြစ်ဖက်မှာတိတ်ပြီးတော့တည့်သီးမှဲ့လို့ကျွေးကြသွားလို့မြေကြောင်းလျှောက်မျောသွားလို့လူတွေကစားရရင်အလွန်ကောင်းတဲ့အသီးဖြစ်တဲ့အတွက်ကြောင့်လူတွေလာပြီးတော့ရန်ရှာမှာဆိုလို့ဘုရားတော်အဲ့ဒီတိုင်းခိုင်းသူ့ရဲ့လက်အောင်ငယ်သားတွေအဲ့ဒါတစ်နှစ်မှာတော့ဒီတည့်သီးကခါချင်းတုတ်ထဲမှာရှိနေသူတို့မသိဘူးမဖြက်စီးမိဘူးပေါ့နော်အဲ့ဒါကြီးကမှဲ့လာတဲ့အခါကျတော့ကျွေးကြပြီးတော့မြေကြောင်းလျှောက်မျောသွားပြီးတော့အစင်ရေချိုးပေးနေတဲ့စင်ဦးစီးရတဲ့အခါကျတော့သူ့ရဲ့ဘယင်ကိုဆက်တာတယ်တည့်သီးရတယ်အကြီးဆိုတော့အဲ့ဒါနဲ့ခွဲစားရတဲ့အခါကျတော့အရသာသူတို့ဒီမှာရှိတဲ့ဘယ်တရက်နဲ့မှမတူဘူးဟာတော်ထူးဆန်းတယ်ဆိုပြီးတော့ဘယင်ကအဲ့ဒီတရက်ဒီဟူသောအချောင်းကြောင့်စစ်အင်္ဂါ၄ပါးနဲ့အဲ့ဒီတရက်ပင်ရှာပုံတော်ထွက်တယ်ဒါမြစ်ထဲကမျောလာတာဆိုတော့အပေါ်မှာရှိမယ်ပေါ့ဟုတ်လားအဲ့ဒါနဲ့ရှာပုံတော်ထွက်တော့တွေ့ရောအဲ့ဒီတရက်ပင်ဟောဒီအပင်တွေ့ပြီဆိုတော့အဲ့ဒါနဲ့အဲ့ဒီအပင်ကြီးအောက်မှာခြံရံပြီးတော့ညအိတ်ကြတာတဲရတာပေါ့နော်ပြီးရင်တရက်ဒီခူပြန်မယ်ပေါ့အဲ့သူတို့ကလည်းဒီလိုအိတ်နေတဲ့ခါကျညရောက်တဲ့ခါကျတော့မြောက်တွေကလည်းပဲဒီတရသီးစားနေကြဆိုတော့လာကြတာမြောက်တွေလည်းလာကြတာအများကြီးအဲ့မှာဘုရားလောင်းလည်းပါအဲ့လိုနဲ့သူတို့ညာရေးသကောင်လောက်ရောက်တော့လူတွေကနိုးရောဟောအတန်ကြတော့နိုးမှာပေါ့ဟာမြောက်တွေဆိုတော့အဲ့ဒီတဲ့ပင်ကြီးကိုအကုန်လုံးစစ်သားတွေကဝိုင်းထားလိုက်တယ်မြောက်သားလည်းစားကျင်လို့လည်းဖြစ်မယ်ပေါ့အဲ့ဒါနဲ့မြောက်တွေကကြောက်ကြလန့်ညဘင်ကြီးကလည်းဒီတိုင်းပဲမီးထွန်းပြီးတော့ကြည်နေတာနော်ဒီမြောက်တွေဘာတွေလည်းမသိဘူးဆိုတော့ကြည်နေတာဟုတ်လားအဲ့အကုန်လုံးကြောက်ကြလန့်ညာသေပေးနဲ့တွေ့တဲ့ခါကျတော့မြောက်တွေကဘယ်မှလည်းပြေးမရဘူးစစ်တပ်ကဝိုင်းထားစစ်သားတွေဟုတ်လားအဲ့ဒါနဲ့ဘုရားလုံးကဒီအမျိုးတွေအတွက်ငါအသက်ကိုပေးမယ်လို့သူစဉ်းစားနေတဲ့အဲ့ဒါနဲ့ဘာလုပ်တုံးဆိုတော့အဲ့ဒီမြစ်ဘက်ကိုထွက်နေတဲ့အကိုင်းဘက်မှာတက်ပြီးတော့တစ်ဖက်ကန်းကိုအလွန်ကြီးမားတဲ့ခွန်အားနဲ့ခုန်လိုက်တယ်ရောက်သွားတယ်ဟိုဘက်ကိုရောက်သွားပြီးတော့မှသူຫນွယ်ကြိုးရှာတယ်တဲ့တော်တယ်မှာမြန်ပဲຫນွယ်ကြိုးရှာအနွယ်ရိုးရှာပြီးတော့အဲ့ဒီနွယ်ဂျိုးကိုတစကိုအဲ့ဒီဘက်ကမြေကမ်းဘက်ကတစ်ပင်မှာသူချီတစကိုသူ့ခါမှာချီပြီးတော့အဲ့ဒီအမြင့်အပင်ပေါ်မှာတက်ပြီးတော့ဒီတရပင်ကိုပြန်ရောက်အောင်သူပြန်ခုန်လိုက်တယ်ဟုတ်လားအဲ့ဒီမှာသူ့မေလျော်မှုတစ်ခုတွက်ချက်မှုတစ်ခုလိုသွားတာဒီကျိုးဟာဝိတ်နဲ့နည်းနည်းအိတ်နေလို့ရှိရင်နော်ကျိုးကတိုးသွားမယ်လေအဲ့ဒီ